ပြင်ဦးလွင်ပရိသာမြို့တည့်ရဲ့နှစ်ထပ်တိုက်အဖြူရောင်လှလှလေးတစ်လုံးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။နေရာကလည်းပရိသာမြို့တည့်ရဲ့မိန်းလန်းမေးတင်ဖြစ်ပြီးတော့ချန်ကျဲဝန်းအဖြစ်ဒါပေ60-40ပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ဆွီထုံပြင်ဦးလွင်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်။ဒီနှစ်ထပ်ရဲ့အောက်မှာလည်းဒါကားထားလို့ရမယ်ကားကိုတောင်အနေနဲ့ပါရှိတယ်။အုတ်တိုင်းရောတံပန်းတကားတွေရောဒါလူနေဖို့အတွက်ကိုရည်ရွယ်ပြီးတော့မှတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်လည်းဖြစ်ပါတယ်။အုတ်တိုင်းတွေရောတံပန်းတကားတွေရောလုံခြုံရေးတံပန်းတွေရောကောင်းမွန်စွာတက်ဆင်ထားပေးတယ်။ခြံဝင်းထဲမှာလည်းဒါကား2စီးလောက်ထားလို့ရမယ်။အနားယူအပန်းဖြေလို့ရအောင်ဒန်းလေးအနေနဲ့လည်းထည့်သွင်းထားပေးတာဖြစ်ပါတယ်။အေကန်အနေနဲ့လည်းဒါလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့ interior decoration ဘိုင်းကိုတော်တော်လေးပြင်ဆင်ထားပေးတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။အဲ့တော့မှန်တန်ဖိုးတင်ကိုမနေဘူးဒါမှန်ကလည်းနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့မှန်နှစ်ထပ်ကိုအသုံးပြုထားတဲ့မှန်ကိုတက်ဆင်ထားပေးတယ်။ interior decoration ဘိုင်းကလည်းတော်တော်လေးကိုလှတယ်။အဲ့တော့အောက်ထပ်မှာအခန်းဖွဲ့အနေနဲ့ကတော့အေကန်ပါမယ် master တခန်းပါရှိမယ် dining kitchen နဲ့ main room ပါရှိတာဖြစ်ပါတယ်။ master ခန်းကလည်းလင်းလင်းရှင်းရှင်းနဲ့ကျယ်တယ်။အဲ့တော့အိမ်ရှင်အနေနဲ့ကလည်းဒါအိမ်ထဲမှာပါတဲ့ furniture အကုန်လုံးကိုထားရှိထားပေးမှာဖြစ်လို့အသင်လက်တင်နေလို့ရမယ်အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်အိမ်ကလည်းဒါ RC နှစ်ထပ်ကိုတိုက်အသစ်အနေထားမျိုးဖြစ်တယ်လေကားရဲ့အောက်မှာလည်းစတိုကန်အနေနဲ့ပါရှိမယ်ဒီဘက်ကဒါ command toilet ဆိုရင်လည်းတော်တော်လေးကိုကျယ်ဝန်းတဲ့အတိုင်းတာဖြစ်ပါတယ်အဲ့တော့လေကားဝင် area ကဒါ4ပေလောက်ရှိတယ် landing area ကလည်းတော်တော်လေးကိုကျယ်ဝန်းပြီးတော့မီးဆိုင်တွေနဲ့အလှဆင်ပုံဖော်ထားပေးတဲ့အနေထားမျိုးဖြစ်ပါတယ်အဲ့တော့အိမ်ရဲ့ကြက်တီရေဆောင်အနေနဲ့တည်ရှိတဲ့ဖျားကန် shrine room ကလည်းတော်တော်လေးကိုကျယ်ပြီးတော့ထဲထဲဝါဖြစ်တဲ့ပုံစံမျိုးလေးလည်းဖြစ်တယ်တကယ်ကိုမှအသင်လက်တင်နေလို့ရမယ့်အိမ်ထဲမှာပါတယ်အဲ့တော့ဖျားကန်ကလည်းလင်းလင်းရှင်းရှင်းနဲ့ကျယ်ဝန်းတယ်တော်တော်လေးကိုတက်ပယ်အောင်ပြင်ဆင်ထားပြီးတဲ့ဖျားကန်အနေထားမျိုးလေးလည်းဖြစ်ပါတယ်အဲ့တော့အပေါ်တက်မှာကတော့အခန်းဖွဲ့အနေနဲ့ကတော့ဖျားကန်ပါမယ်master နှစ်ခန်းနဲ့ single တစ်ခန်းပါရှိတာဖြစ်ပါတယ်ဒီဘက်ကတော့ဒါ master ခန်းဖြစ်မယ်တအိမ်လုံးကလည်းဒါကျွန်းနေပြီပဲသုံးထားပြီးတယ်အောက်ကတော့ဒါကိုရီးယားပါကီသုံးထားပြီးတဲ့အနေထားမျိုးလေးဖြစ်ပါတယ်အဲ့တော့အခန်းဖွဲ့တွေအကုန်လုံးကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့ interior decoration တွေကိုလည်းအခန်းထဲမှာအသင်ပြင်ဆင်ထားပေးပြီးသားဖြစ်ပါတယ်အဲ့တော့ wall lamp လေးတွေရောမီးဆိုင်လေးတွေရောအခန်းတိုင်းမှာတက်ဆင်ထားပြီးတဲ့အခန်းဖွဲ့စည်းပုံအနေထားမျိုးလေးဖြစ်ပါတယ်ဒီဘက်ကတော့ဒါ single ခန်းအနေနဲ့ဖြစ်မယ်ဒါမှမဟုတ်လည်းဒါ gym room အနေနဲ့လည်းထားရှိလို့ရမယ်အခန်းဖွဲ့အနေထားမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒီအခန်းတော့ဒီအိမ်မှာအကျယ်ဆုံးအခန်းဖြစ်တယ်အခန်းဖွဲ့ကတော်တော်လေးကျယ်ပြီးတော့ဒါ interior decoration ဘိုင်းကလည်းတော်တော်လေးပြင်ဆင်ထားပေးတယ်ရေယူခန်းထဲမှာလည်းဒါဘတ်တက်အနေနဲ့ပါရှိတယ်အခန်းဖွဲ့အနေထားမျိုးဖြစ်တယ်မှန်နေကုန်အနေနဲ့ကလည်းတီးတန့်ထားရှိထားပေးတာဖြစ်ပါတယ်အပေါ်ထက်မှာဒါလေးသားဆောင်အနေနဲ့လည်းပါရှိမယ်မိသားစုတွေအနားယူအပန်းဖြေလို့ရမယ်ပုံစံမျိုးလေးကိုလည်းဖွဲ့စည်းထားပေးတယ်အဲ့တော့တိုက်ကတော့ RC နှစ်ထပ်ကိုမှဆက်လက်အမိုးနဲ့ဖြစ်မယ်အပေါ်ကနေတက်လိုက်ရင်လည်းဒါပြင်ဦးလင်ရဲ့ vibe ကိုခံစားလို့ရမယ် view အနေနဲ့လည်းပါရှိတယ်အဲ့တော့မြို့ထဲ area မှာတော့တကယ်ကိုရှာပါပါလေးနဲ့အတင်တက်နေလို့ရမယ် RC နှစ်ထပ်တိုက်အသေးလေးလည်းဖြစ်ပါတယ်မြေမျိုးစားကလည်းကြံမြေဖြစ်ပြီးတော့တက်တန်းအနေနဲ့လည်းအစ်စ်နီးပါးကြံမယ်လက်ရှိပိုင်ရှင်ရဲ့အမီပေါက်ထားတာလည်းဖြစ်ပါတယ်အဲ့တော့စာရွက်စာတမ်းအနေနဲ့လည်းကောင်းတယ်ခေါ်ဆိုရတဲ့ဈေးနှုန်းကတော့3,9500ကိုပိုင်ရှင်ဓာတ်ရိုက်စိတ်ကြိုက်ကိုဈေးညီနိုင်လို့ရပါမယ်အကွက်အနေထားကလည်းဒါတောက်အကွက်ဖြစ်ပြီးတော့မျက်နှာလဲအနေနဲ့ကတော့ဒါအရှိအရက်နဲ့တောင်အရက်ကိုလှည့်ထားပြီးတယ်မျက်နှာလဲအနေထားမျိုးလေးဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ Sweet Home Facebook TikTok YouTube Channel တွေကနေပြီးတော့မှဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျ